တရားရင်မွေးစီနဲ့စာဟောင်းပြန်ခေါ်လို့ရလားအရင်တော့ Facebook page မှာတင်ခဲ့ဘူးပဲအခု TikTok message ဘောက်မှာလာမေးထားတဲ့သူအတွက်ပြန်ပြီးတော့ဖြည့်ပေးခြင်းဖြစ်ပါတယ်တရားရင်မွေးစီဆိုတာကညှို့ဓာတ်တွေအတွက်စီရင်ထားတာဖြစ်ပြီးတော့ပွဲပေါ်သွားတဲ့လူတွေအတွက်ရင်မွေးမှာပါတဲ့ညှို့ဓာတ်နဲ့ပဲလုံလောက်တယ်ဆိုရင်တော့အဲ့ဒီသူကပြန်လာကောင်းပြန်လာနိုင်ပေမဲ့တရားရင်မွေးကညှို့ဓာတ်အတွက်တရားရင်မွေးဆိုတာကဒီလိုမျိုးပြန်ခေါ်ဖို့အတွက်စီရင်ထားတာမဟုတ်ဘဲနဲ့ခြေရည်စီးပွားရေးဒီမှုရေးအိမ်အောင်ရေးကျန်းမာရေးပညာရေးစတဲ့ကိစ္စရပ်များအတွက်ပို့ပြီးတော့ပွင့်လန်းစေရန်ပို့ပြီးတော့ကောင်းလာစေရန်အတွက်PRအပွင့်ဒါဘအပွင့်ကျန်းမာရေးအပွင့်တွေရရှိစေဖို့အတွက်9ရက်သားသမီးများအတွက်ရည်စူးပြီးတော့ဒီလိုမျိုး PR ရည်မွေးအစီအစဉ်စီရင်ထားခြင်းဖြစ်ပါတယ်9ရက်သားသမီးများအတွက်စီရင်ထားတာဖြစ်တာကြောင့်မိမိအပွင့်လန်းအတွက်သုံးမယ်ဆိုရင်တော့အဆင်ပြေနိုင်ပေမဲ့ဒီလိုမျိုးပြန်ခေါ်ဖို့အတွက်ဆိုရင်တော့ပွင့်လန်းနေရှိပေမဲ့ဒီလူကတော့ပြန်လာမှာမဟုတ်ဘူးပေါ့နော်ပြီးတော့နေ့စဉ်နဲ့စီရင်ထားတဲ့ညှို့သက်ပြင်းတဲ့ PR ရည်မွေးဆိုတဲ့အတိုင်းညှို့သက်ပြင်းတဲ့ PR ရည်မွေးဆိုတာကနေ့စဉ်နဲ့နေစီရင်ထားတဲ့ကမုံနေနေ့စဉ်နဲ့ပါမယ်ကိုယ့်နေနံအသက်နာမည်အဲ့ဒါတွေပါမယ်ပြီးရင်ကမုံတွေပါမယ်ညှို့သက်တွေပါစပက်ကြီးသေးကြီးတွေပါမယ်ပြီးရင်စားသဖြင့်တော့တခြားသောအရာလေးတွေရှိတာပေါ့နော်အဲ့လိုမျိုးအရာလေးတွေနဲ့ပေါင်းဆက်ပြီးတော့ရရှိလာတဲ့အရာကိုနေ့စဉ်နဲ့စီရင်ထားတဲ့ကြီးမွေးလို့ခေါ်ပါတယ်ဒါပေမဲ့ချင်းရီမွေးလည်းရှိတာပေါ့နော်ဒါတွေကတော့နည်းနည်းတော့ကိုယ့်ဘက်ကနေပြီးတော့ဆရာတင်မှားဖို့လိုတာပေါ့ထားပါတော့ဒီတော့ညှို့တဲ့ပြင်းတဲ့ရီမွေးဆိုတဲ့အတိုင်းပြန်ခေါ်အစီမပါဘဲနဲ့တော့တင်းရဲ့ချစ်သူကြီးသားအောင်ပြန်ခေါ်ဖို့ဆိုတာတော့ခက်ခဲပါလိမ့်မယ်ဒါကြောင့်မလို့ဆရာတအူးကတင်းကိုဒီရီမွေးတရားရီမွေးတုံးပြီးတော့တင်းရဲ့အစာဟောင်းပြန်ခေါ်လို့ရပါတယ်လို့ပြောပြီးဆိုရင်အဲ့ဒီကတင်းကိုဂျင်းတဲ့နေရာပဲဖြစ်ပါတယ်အဲ့တော့ကိုယ်တိုင်ကောင်းတဲ့ဆရာကိုရှာထားတာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဟောရင်တင်းငွေကြေးရတာပုံသွားလိမ့်မယ်တင်းရဲ့ကောင်းလေးရအောင်ပြန်လာနေဦးမှာမဟုတ်ပါဘူးအဲ့တော့ကိုယ့်ရဲ့လက်ထဲမှာလည်းပဲတရားရင်မွေးဘယ်နှပင်းအောင်ပိုင်ဆိုင်ထားလဲဆိုတာပြောပြပြတော့ပါအောင် comment မှာအားလုံးပဲကျမ်းမာချမ်းသာပြီးတော့တန်ကောင်းတဲ့နေ့ရက်လေးပိုင်ဆိုင်ပါလေးလို့ဆုတောင်းပေးရင်းနဲ့ဒီကုန်းချုပ်လိုက်ပါရစေခင်ဗျာ